ကျွန်တော်ငယ်ငယ်ကဗျအဲ့ချောင်းမွေမှာထိုင်နေနေလေကနန်းအရင်ကိုလဲနေတော့မြင်ဘူးတယ်ဗျဒီလောက်လုံကြုံတဲ့အခွန်မာတွေကနေအတင်းရုပ်ထွက်နေတဲ့ကနန်းကိုနားမလဲခဲ့ဘူးဗျနောက်ပိုင်းကျတော့မှတီးရတာကနန်းတစ်ကောင်ဗျဘဝမှာလေလှပတဲ့အကောင်ကြီးတစ်ကောင်ဖြစ်ဖို့အတွက်ကိုအဲ့ဒီအကောင်သေးသေးလေးတွေကနေပြီးတော့သူ့ရဲ့အခွန်မာတွေကနေအချိန်30လောက်သူကဖောက်ထွက်ခဲ့ရတယ်လို့ဆိုတယ်ဗျအဲ့လိုသူ့ရဲ့အကာအကွယ်ပေးထားတဲ့အဲ့ဒီအခွန်မာကြီးတွေကနေပြီးတော့အရေခွန်လဲတိုင်းပေါ့မလုံကြုံတဲ့အန်ဒီရဲ့ကိုရင်ဆိုင်ရတယ်ဗျဒါပေမဲ့လည်းဒီလိုမှအရေးကိုမလဲဘူးဆိုရင်လည်းကနန်းဟာဒီအခွန်မာတိတိလေးထဲမှာပဲပိတ်မိပြီးတော့တက်တက်လုံးကြီးထွားလာမှာမဟုတ်တော့ဘူးဗျဒီကဘာကြီးကဗျာစက်သက်စူးစမ်းခံအားထုတ်တဲ့နေရာတစ်ခုပါဗျာတခါတလေမှလေကိုယ့်ရဲ့ဘဝဟောင်းကိုရဲရဲတင်းတင်းအဲ့ဒီစွန့်လွတ်ခဲ့မှပုံမကောင်းမွန်တဲ့နေရာကိုရရှိမှာဖြစ်ပါတယ်ဗျဘဝမှာတိုးတက်ဖို့စူးစမ်းရုံးငယ်နေခြင်းဟာလေအားလုံးကအတိတ်ပဲရှိပါတယ်ဗျကျွန်တော်တို့အားလုံးကဒါဗျာဘဝမှာလုံလုံခြုံခြုံနဲ့နေရတာကိုအဲစွန့်လွတ်ဖောက်ထွက်ဖို့ကိုဝင်လေးနေတက်ကြတာပေါ့ဗျာတကယ်လို့တယောက်ယောက်ကနေရာတက်ဘဝတက်မှာရုံးကန်နေပြီဆိုရင်တော့အကောင်ကြီးဖို့အခွန်မာလာဖို့စူးစမ်းရုံးကန်နေတယ်ဆိုတာကိုတတိယလိုက်ပါဗျာအဲ့တော့ဗျာနေရာတက်ဘဝတက်နိုင်ငံတက်လူမှုအဖွဲ့အစည်းအစ်စ်ကိုစူးစမ်းအားထုတ်ခြင်းပါလေအခွန်ဟောင်းကိုချွတ်ပြီးတော့စူးစမ်းရုံးကန်ရမှာဖြစ်ပြီးတော့အဲ့ဒီစူးစမ်းရုံးကန်မှုအားလုံးကလည်းအတိတ်ပဲရှိပါတယ်ဗျာ